ဗုဒ္ဓဘာသာရဲ့အကြောက်ဆုံးအချက်နှစ်ချက်နံပါတ်1တရားထိုင်ရမှာအလွန်ကြောက်တယ်နံပါတ်2တရားစခန်းမွေးဝင်ရမှာအလွန်ကြောက်တယ်တရားထိုင်မှာလားဝေယဝိဆာလားလုံမှာလားလို့မင်းဝေယဝိဆာလုံမယ်လို့ဖြေမယ်တရားစခန်းဝင်မှာလားလိုအပ်တဲ့ဝတ္ထုကိုလှူမှာလားလို့မင်းလိုအပ်တဲ့ဝတ္ထုကိုပဲလှူကြလိမ့်မယ်အဲ့ဒါဘာကြောင့်အဲ့လိုဖြစ်ရတာလဲလို့မေးရင်ဝိပဿနာရဲ့အပေါ်မှာကောင်းကောင်းမသိလို့တကယ်တော့တရားစခန်းဆိုတာနိစနစ်ပေးရုံပဲတကယ်တမ်းကတရားထိုင်မှနိဗ္ဗာန်ရတာမဟုတ်ဘူးတို့တရားထိုင်တဲ့သူတွေကိုကံကွယ်ရှုံချတာမဟုတ်ဘူးထိုင်ဖို့လဲလို့တယ်သို့တော့ဒီတရားသည်တရားမထိုင်နိုင်တော့အလုံးများတော့အလုံးတစ်ဖက်နဲ့စီဝါရေးတစ်ဖက်နဲ့အလုံးလုံးနေတော့သူများတွေရည်ညွှန်းပြီးတော့ဟောတာဖြစ်တယ်ဒါဆိုစခန်းမွဲဝင်နိုင်မှဝိပဿနာရှုတာရှုလို့ရတာမဟုတ်ဝိပဿနာသည်အိမ်မှာနေရင်တွားရင်လာရင်ချက်ရည်ပြုတ်ရင်းနဲ့အိမ်နောက်ပရိဘောကအိမ်နောက်ရဲ့အလုပ်တွေကိုလုပ်ရင်စီးပွားရှာရင်နဲ့ရှုရမယ်တရားဖြစ်တယ်ဒါကြောင့်ဒါနာသီလတမထဝိပဿနာမှာဒါနာသီလတမထသည်ဘုရားမပွင့်လည်းရှိတယ်ဘုရားပွင့်လည်းရှိတယ်ဝိပဿနာသည်ဘုရားပွင့်မှရှိတယ်သို့တော့အဲ့ဒီ၄မျိုးထဲမှာဘယ်အရာကအလွယ်ကူဆုံးလဲလို့မင်းနီးစနစ်ကိုသိရင်ဝိပဿနာသည်အလွယ်ဆုံးဘာဖြစ်လို့လဲလို့မင်းဒါနသည်ပတ်စံရှိမှလှူလို့ရတယ်သီလသည်စောင့်ထိန်ရမယ်တမထသည်ပွားများဝိပဿနာကြတော့ဉာဏ်လေးနဲ့ရှုမှတ်ယုံနဲ့လွယ်လွယ်ကူကူတရားရနိုင်တယ်ဒါဘာလဲလို့မင်းနီးစနစ်ကိုသိဖို့ပဲလို့လေဒီဘဝတရားမရတော့မှဒီနီးစနစ်တိုင်းသွားရင်ကျင်းနေပါဒုတိယဘဝမှာဒုက္ခမရောက်စေရအဲ့ဒါဘာလဲလို့မင်းဝိပဿနာရဲ့အကျိုးဒါဆိုဟုတ်ပြီဝိပဿနာရှုရင်ဘယ်မှာရှုတာလဲလို့မေးခန္ဓာမှာရှုတယ်အဲ့တော့တချို့ကပြောတယ်ဝိပဿနာကိုနာယီရှည်ထိုင်မှရတာလားတရားကို2နာရီ3နာရီထိုင်မှရတာလားလို့မေးတယ်မဟုတ်ဘူးတရားနာယီရှည်ထိုင်တရားမလိုပါဘူးတရားထိုင်တဲ့အခါမှာလမ်းစဉ်ကိုသိဖို့ပဲလိုပါတယ်အခုတရားဟောနေရင်းနဲ့ခန္ဓာရဲ့ဖောက်ပြန်မှုကိုဖောက်ပြန်တယ်လို့ဆုံးဖြတ်ချက်ချတယ်အခုနားနေရင်းနဲ့ခန္ဓာမှာစစ်ခနဲ့ကျင်ကနေအောင်ကနေရာကနေပေါ်လာရင်အဲ့ဒါဖောက်ပြန်တယ်လို့ဆုံးဖြတ်ချက်ချတာနဲ့ဒီတိုင်းနဲ့ဝိပဿနာဖြစ်ပြီဒါဆိုဟုတ်ပြီဘယ်လိုဖြစ်တာလဲလို့မေးဖောက်ပြန်တာဒီခန္ဓာအခုရားနေတာဒီခန္ဓာအခုမြင်နေတာဒီခန္ဓာအဲ့ဒီအော်ဒါဖောက်ပြန်တာပဲဒါမြင်စိတ်ပဲလို့ဆုံးဖြတ်ချက်ချတာဒီခန္ဓာပေါ်ညံရောက်သွားတာပဲဒါကြောင့်ခန္ဓာပေါ်ညံရောက်ထားတဲ့တပြိုင်တည်းငါဟူသောဒိဋ္ဌိပြောက်တာမလို့ခန္ဓာညံရောက်ဒိဋ္ဌိပြောက်ဒါဆိုမြင်ရင်မြင်စိတ်ပဲလို့ဆုံးဖြတ်ချက်ချလိုက်တာနဲ့တပြိုင်တည်းဒိဋ္ဌိပြောက်သွားအဲ့ဒါဝိပဿနာဉာဏ်မြင်စိတ်မရှိတော့ပါလားလို့သိတာဒါဆိုဖောက်ပြန်တယ်လို့ဆုံးဖြတ်ချက်ချခန္ဓာပေါ်ဉာဏ်ရောက်တာပဲ